မတို့ငငယ်တုန်းကလေကျမတို့ဘွားတွေပါတွေကငပိတွေပါဆိုတော့ဝယ်တာမဟုတ်အိမ်မှာလုပ်တာလေနောက်သူတို့လုပ်တဲ့စားတွေကလည်းဒီတဘာဝစားတွေကျမတို့ဘွားဆိုအရန်စားတွေစားတာပဲအဲ့ဒီငပိတို့ငချောက်တို့အရန်စားတာသူကဆုံးသွားတော့အသက်60နှစ်ဘာသွေးတုံးမှမရှိဘာမှမရှိအဲ့တော့ဒီစာအုပ်ကပြောတာပေါ့နော်ဒီလူတွေတယောက်နဲ့တယောက်လက်ဆင့်ကမ်းသွားတာစားဟာလူကိုဥပတ်ပေးတယ်နော်စားလို့ရှိရင်နှလုံးရောဂါဖြစ်တယ်သွေးတိုးဆိုတာမဟုတ်ဘူးဆိုတာကိုအဲ့ဆရာဝန်ကြီးတယောက်ကပြန်ရေးတာအဲ့ဒါကျွန်မဒီနေ့နော်နည်းနည်းပြောပြမယ်အဲ့တော့စားကဘာကြောင့်ကောင်းလဲဆိုတော့ကျွန်မပြောမယ်အဲ့တော့နောက်ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းနည်းနည်းပြောမယ်ကျွန်တော်တို့ဟာပေါ့နော်ဘိုးစင်ပေါင်းဆက်မပိစားတယ်ငပြာကြီးစားတယ်နော်အဲ့တော့နောက်ပိုင်းသူတို့ကစားလျှော့စားရတယ်ဆိုဟင်းနေရပို့တာပေါ့နော်ပို့တော့လူတွေကစားလို့တော့လျှော့လိုက်ပြီးတော့ဘာပုတ်သုံးလဲဆိုတော့ငပြာကြီးနဲ့ငပိပုတ်သုံးလာကြနော်ဒါပေမဲ့ငပြာကြီးငပိတွေကလည်းဘယ်လိုလဲဆိုတော့သူတို့ရဲ့အရေးသွေးတွေကလည်းပြောင်းသွားပြီလေဟိုအရင်ကတော့ဟုတ်တယ်လေတကယ်ငပိစစ်ငပြာကြီးစစ်နောက်ပိုင်းကဘယ်လိုဖြစ်လဲဆိုတော့ထုံးစံအတိုင်းပေါ့နော်အမြတ်လိုချင်တယ်အမြတ်လိုချင်တဲ့ခါကျတော့ငပြာကြီးထဲမှာအခုကအချုံမုတ်နေအများကြီးသုံးလာတယ်နောက်ပြီးတော့ဒီငပိရလဲငပိစိမ်းစားတွေပါလို့ကြည့်လိုက်နော်ပြောင်းနေတဲ့အကြောင်းတစ်ခါဆိုင်မှာတင်တိုင်းစားကျင်စရာအကြောင်းကတစ်ခါပြောင်းငပိအကြောင်းကဘယ်တော့မှအဲ့လိုမပြောင်းဘာတွေထည့်ထားလဲ fructose စကြားကိုထည့်လိုက်အကြောင်းကတစ်ခါလဲလက်တက်လာဆိုတော့အဲ့ဒါတွေနောက်ပြီးတော့အချင်းတုပ်တွေတော့ကြည့်အချင်းတုပ်တွေလေအဲ့ဒီဟိုအချင်းတုပ်တွေရောက်လို့ရှိရင်ဖွင့်ကြည့်လိုက်ရင်စားတာချိုးရောင်မကဘူးအချင်းတုပ်တွေကအကြောင်းဖွဲ့နေပြောင်းနေအဲ့ဒါ fructose စကြားအဲ့တော့ကျမတို့တွေကဘယ်လိုဖြစ်ကုန်လဲဆိုတော့စားကိုရှော့လိုက်ပြီးတော့ငပြာကြီးနဲ့ငပိပူစားလာကြတယ်အဲ့တော့အဲ့ဒီငပြာကြီးနဲ့ငပိမှာပါတဲ့အချုံမှုန့်နဲ့ fructose စကြားနဲ့အဲ့ဒီမှာအကုန်ဒုက္ခဖြစ်တာနော်သွေးတိုးမယ်နော်သွေးတိုးနဲ့လိုက်လာတဲ့ဟာတွေအကုန်ပေါ့နော်ပါလာတယ်အဲ့တော့လူတွေကတော့စားကိုပဲပြောတယ်စားကြောင်အဲ့တော့ဒီစားအုပ်ကလေးကပြောတာစားကြောင်မဟုတ်ဘူးဘာကြောင့်လဲစားအများဆုံးတိုက်တွေတွေကအတက်အရှိဆုံးနောက်ပြီးတော့ဟိုပါပေါ့နော်နှလုံးရောဂါလည်းမဖြစ်ဘူးဆိုတာကိုသူကပြတယ်အဲ့တော့အဲ့ဆရာဝန်ကြီးကသူကဘယ်လိုရှင်းပြလဲဆိုတော့ physiology ပေါ့ဗမာလိုပြောရလို့ရှိရင်ဇီဝကမ္မဗေဒအတိတ်ကဘာလဲဆိုတော့ခန္ဓာကိုယ်ကြီးဘယ်လိုအလုပ်လုပ်လဲဆိုတာသူကရှင်းပြနော်အဲ့ဒါကျွန်မတစ်ချက်ကလေးပြောမယ်နော်ဒီစားတွေကဘာကြောင့်အရေးကြီးလဲဆိုတော့စောစောကကျွန်မတို့ပြောတဲ့အတိုင်းဒီစားတွေက electrical charges တွေရှိတယ်လေဥပမာ sodium ဆိုအပေါ်က plus လေးနဲ့နော် chloride ဆိုရင် minus လေးနဲ့ဆိုတော့သူတို့ကဒီ action potential တွေတဲ့သူတို့ကဘာလုပ်လဲဆိုတော့သူတို့ကသွေးထဲမှာလည်းရှိတယ်နော်နောက်ပြီးတော့ကျွန်မတို့ lymphatic တွေမှာလည်းရှိတယ်နော်ဒီလိုလုံးမှာဒီကလပ်စီးတွေရဲ့အပြင်မှာလည်းရှိတယ်အဲ့တော့ကျွန်မတို့စားလိုက်တဲ့အာဟာရအားလုံးနော်အာဟာရအားလုံးကသွေးထဲကိုရောက်တယ်သွေးထဲကနေကလပ်စီးထဲကိုထည့်ပေးရမယ်လေဟုတ်တယ်မလားအဲ့ဒါမှဒီကလပ်စီးတွေကအလုံးလုံးနိုင်မှာအဲ့တော့ကလပ်စီးထဲကိုဒီအာဟာရတွေကိုဘယ်သူကထည့်ပေးတာလဲဆိုတော့တတုစားတွေနော်အဲ့တော့တတုစားနေသွားလို့ရှိရင်ကျမတို့ဘလောက်ပဲကောင်းတဲ့အာဟာရစားဘလောက်ကောင်းတဲ့ vitamin C ပဲတောက်ကလပ်စီးတွေကိုမရောက်သူတို့ဒီကလပ်စီ action potential လို့ခေါ်တာပေါ့နော်သူကဝါယောဓာတ်တွေလေဒီကဝင်လိုက်ထွက်လိုက်သူကကလပ်စီးတွေကိုအာဟာရဓာတ်တွေကိုသွင်းလိုက်တယ်ကလပ်စီးကသူ့အလုပ်သူလုပ်ပြီးတော့အဲ့ဒီထွက်လာတဲ့အညစ်အကြေးတွေကိုပြန်ပြီးတော့ကလပ်စီးကနေတည်ထုတ်သွားပြီးတော့ဟိုကြောက်ကထက်ကနေထုတ်ပလိုက်တယ်လေအဲ့ဒီတော့စဉ်းစားကြည့်လို့ရှိရင်ဒီဝါယောဓာတ်ကိုခေါ်တဲ့ဒီလှုပ်ရှားနေတဲ့ဒီသတ္တုဓာတ်တွေပေါ့နော်အထူးသဖြင့် sodium နဲ့ potassium နော် calcium နဲ့ပါတယ် magnesium နဲ့ပါတယ်ဒီဟာတွေခန္ဓာကိုယ်ထဲမှာရော့နေမယ်ဆိုရင်နော်ပြောချင်တာအာဟာရတွေဘယ်လောက်ပဲကောင်းကလပ်စီးတဲ့ကိုမဝင်နိုင်နော်ဝင်တဲ့နှုန်းကနေတာပေါ့ကောင်းဝင်နိုင်အဲ့တော့နောက်တစ်ခုကဘာဖြစ်ကုန်လဲဆိုတော့ကျမတို့ဒီစားတာနဲလာတဲ့အပြင်ကိုနောက်တစ်ချက်ကဘာလဲဆိုတော့လူတိုင်းပေါ့နော်ကျမတို့ဆရာဝန်ကျမလည်းပါပါတယ်အရင်တော့အခုမှနောက်ပိုင်းလာကျမယူဆတွေပြောင်းကုန်တာအဲ့တော့အယိုးပါတယ်လူတွေနော်